ဖြစ်တော့မှုတစ်ချိန်ကိုပြုလို့ရခြင်းကအမင်းအမားတစ်ခုကိုကျူးလွန်ခဲ့ပြီးသားဖြစ်လို့ဆိုတဲ့စကားကိုဘောလုံးမတ်တီနီပြောခဲ့တယ်။ဒီနေ့ခန်းစိတ်ကစားပုံနဲ့ပတ်သက်ပြီးတော့အနေနဲ့ဆွေးနွေးသုံးသပ်ကြမယ်။ခန်းစိတ်ကစားသမားတွေခန်းစိတ်အလုပ်ကိုဘယ်လိုတွေလုပ်ကြလဲ။ကစားပွဲတွေမှာဘယ်လိုတွေရှင်ပြိုင်ကစားကြလဲဆိုတဲ့ဟာလေးကိုနည်းနည်းမြင်တောင်လို့ကျွန်တော်တို့ဆွေးနွေးမယ်။ပထမဦးဆုံးခန်းစိတ်သမားတွေရဲ့အလုပ်ကတစ်ဖက်ကတိုက်စစ်ဆင်လာပြီးဆိုအဲ့တိုက်စစ်ကိုနှေးသွားအောင်လုပ်ရတာပေါ့။တစ်ဖက်ကကစားသမားဆွဲပြေးလာပြီးဆိုတဲ့အချိန်မှာအကွာဝေးတစ်ခုနဲ့သူတို့ဖန်ထိန်တယ်။ဒီကစားသမားထွက်လောက်မဲ့လမ်းကြောင်းကိုတခါလေးတွက်ဆပြီးတော့သူတို့ထွက်စေခြင်းတဲ့လမ်းကြောင်းကိုဟပြီးတော့သူတို့မထွက်စေခြင်းတဲ့လမ်းကြောင်းကိုအသေးပိတ်ချတယ်။အဲ့ဒီအရာကိုကျွန်တော်တို့က close down လုပ်တယ်လို့ခေါ်တယ်။တစ်ဖက်နဲ့တစ်ဖက်ကြားရဲ့ spacing ကိုတေချာညှိထားတယ်။ dribble နဲ့လည်းမကျော်သွားနိုင်အောင်ကျော်ပြီးဆိုတာနဲ့လည်းအမိဖြစ်မဲ့ဘက်ကိုအပိုင်ဖမ်းထားတယ်။ Okay လွတ်ပေးမဲ့ဘက်ကိုတော့ရတယ်မင်းသွားရင်သွား။ဥမာ white area ဘက်ကိုလွတ်ပေးမယ်။ half space နဲ့ central zone မျိုးပေးမဝင်ဘူး။အဲ့တော့မင်းပါရွေးမှာလဲ။ဒါမှမဟုတ်မင်းball circulation ပြန်လုပ်လို့ရတယ် back pass ပေးမလား horizontal pass ပေးမလားကြိုက်တာရွေးအတင်းဝင်မလို့တယောက်နဲ့တယောက်နဲ့ခြားထဲမှာအကွာဝေးလေးတစ်ခုထားပြီးတော့ရှင်ကစားတဲ့အချိန်အဲ့ဒီຢာထဲမှာကျွန်တော်လုပ်ရတဲ့အလုပ်တွေကတစ်ဖက်ကို option တွေကိုပိတ်ပစ်တယ်ဘောလုံးလမ်းကြောင်းတွေကိုပိတ်ပစ်တယ်အဲ့ဒါပြီးတော့မှဖြည်းဖြည်းချင်းကျွန်တော်စိတ်ရှိရှိနဲ့နောက်တစ်ဆင့်ကိုစောင့်တယ်အဲ့ဒါဒီတစ်ဖက်ကကစားသမားအမှားယွင်းလှုပ်လာမယ်အချိန်အဲ့အမှားယွင်းလှုပ်တာမဟုတ်ရင်တောင်မှသူတို့မှန်ရကန်ရလုပ်မယ်ဆိုရင်တော့အဲ့လမ်းကြောင်းကအနေများတဲ့လမ်းကြောင်းဆိုရင်တခါတည်းသူတို့ဖြတ်ယူလို့ရမယ့်အခြေအနေမျိုးကိုဖန်တီးတယ်အဲ့တော့ဒီအရာနှစ်ခုလုံးကိုလှုပ်ထားနိုင်ပြီဆိုရင်ကျွန်တော်တို့က position and timing လို့ခေါ်တဲ့ဟာကိုမှန်မှန်ကန်ကန်သာချိန်ဆထားနိုင်ပြီဆိုရင်တစ်ဖက်ကကစားသမားကဘောလုံးပေးဖို့အတွက် angle တအားကျင်းသွားတယ်အဲ့ကြရင်ဘာရွေးချယ်ရမလဲဆိုတော့ကျွန်တော်တို့က race pass တွေဖြစ်တဲ့ဒီ area ball တွေကိုပြန်ပြီးရွေးချယ်ရတဲ့အခါကျရင် ball က winning ဖြစ်ဖို့အတွက်တစ်ဖက်မှာ50-50 ရာခိုင်နှုန်းစီဖြစ်သွားပြီအဲဒီလိုအနေအထားမျိုးတွေကိုဒါခန်းစစ်ကစားတဲ့လူတွေကဖန်တီးတယ်နောက်ဆုံးအဆင့်အနေနဲ့ကျတော့မှ tackle ဆိုပြီးတော့ဝင်ပြီးတော့လုပ်တယ်အဲ့ tackle ဝင်လုပ်တဲ့အချိန်ကတစ်ဖက်ကအမှားရင်းတစ်ခုခုကျူးလွန်တဲ့အချိန်မှာ standing tackle နဲ့ဥမာကိုယ်ကို dribble လုပ်ပြီးကျော်သွားတယ်ဖမ်းပြီးဘောလုံးကိုယူထားလိုက်တယ်အဲ standing tackle အဲ့လိုမဟုတ်ဘဲနဲ့နောက်တစ်မျိုးကတော့ sliding tackle ကို timing မှန်မှန်နဲ့တုံးတာတစ်ဖက်ကတော့ puck ဆိုအချိန်နဲ့ကျော်သွားပြီးအောက်ပြီးတော့ slide ထိုးချလိုက်တယ်အဲ့တော့ tackle ကလုံးဝသုံးစရာမလိုတာမဟုတ်ဘူးသုံးရတယ်ဒါပေမဲ့မလိုအပ်ပဲနဲ့အသေးဝင်တဲ့ပြဿနာတွေကတော်တော်အချိန်ကြီးဆိုးတယ်ပြောမှဆိုတစ်ဖက်ကပြေးလာနေပြီဘာမှဒီဘက်ကခံစေသမားကအများကြီးတွက်ဆတာမဟုတ်ဘူး तू ကတော့ဘယ်ဘက်ကိုသွားမယ်ဆိုတော့ဒီအပိုင်တွက်ချက်မှုနဲ့အသေးဝင်ချတယ်ဟိုဘက်ကဘတ်ဆိုညာကိုချိန်နဲ့ချိန်သွားဥမာ slide ထိုးလို့ရဆို slide ထိုးပြီးပါသွားအမှတယောက်ကရှော့သွားပြီ slide ထိုးတာမဟုတ်ရင်တော့မခါကျရင် standing tackle နဲ့ပဲလူဖို့ကြိုးစားရင်းနဲ့ခဏလောက် freeze ဖြစ်သွားတဲ့အချိန်လေးမှာကြံခဲ့တာကစားသမားကြံခဲ့ပြီဆိုတာနဲ့ဒီ defender တယောက်ရော့သွားတာနဲ့ကျန်တဲ့ defender တွေစီမှာအဲ့ space ကိုလိုက်ဖြည့်ရတဲ့အလုပ်တွေပေါ်လာအောင်အဲ့ကြရင်သူကခန်းစစ်ကစားမှုကောင်းမဟုတ်တော့အဲ့လိုဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်ကခန်းစစ်ကစားပြီဆိုရင်နီးစနစ်နဲ့ကစားတဲ့သူတွေကတတ်နိုင်တဲ့လောက် tackle မလုပ်ဘူး tackle လုပ်တဲ့အချိန်ကဒါတစ်ဖက်က mistake တစ်ခုခုအမှားတစ်ခုခုတည်တည်လေးကျူးလွန်မဲ့အချိန်ကိုစောင့်ပြီးတော့ back ဆိုဝင်တာအဲ့တော့ကျွန်တော်တို့က timing နဲ့ position ကိုအဓိကအားပြုပြီးစော်တယ်ဒါပေမဲ့အဲ့အရာကိုကြီးပဲပွဲထဲမှာအားပြုနေကြတော့တစ်ဖက်ကလည်းတိုက်စစ်မစင်ဒီလိုပဲဖြစ်နေလို့တော့မရအောင်အဲ့တော့ဝင်တဲ့အချိန်ဆိုတာရှိတယ်တွက်လဲတွက်တယ်ဝင်တယ်ဒါပေမဲ့ပုံမှန်အားဖြင့်ဆိုရင်ခံစစ်မှာသူကဝင်မဲ့ကစားသမားနဲ့ဘေးတက်လုံးမဲ့ကစားသမားဒီလိုမျိုးပြန်ပြီးတော့ဟိုနှစ်ဆင့်သွားတာများတယ်ပေါ့နော် CB နှစ်ယောက်မှာတယောက်ကအဝင်အားတန်ရင်တယောက်ကကြတော့ဒီညံနဲ့အဓိကဆော့တယ် position နဲ့ timing ကိုအဓိကထားဆော့တယ်သူအများစုကအဲ့လိုတွဲတာများတယ်ဥမာ Farina နဲ့ Fidit တို့တွဲတယ်အရင်တော့ဆိုရင်ကျွန်တော်တို့ Martini Nestor တို့အတွဲမှာဆိုတာ Nestor က tackle တွေပို့ပြီးတော့လှုပ်လေးရှိတယ်ပေါ့နော်အဲ့လိုမျိုးတွဲရတယ် Ramos နဲ့ PP ရတော့နည်းနည်းတော့နှစ်ယောက်ကနည်းနည်းတော့ပြောရတာနေခက်တယ်ပေါ့နော်ဒါပေမဲ့တော်တော်များများဂျူတွေကတော့အဲ့လိုပေါ့နော်တစ်ဖက်ကအဖြတ်ဆိုရင်တစ်ဖက်ကposition နဲ့ timing ကိုတေချာချိန်စောတယ်လို့အခုဆိုရင်ကျွန်တော် William Saliba နဲ့ Gabriel Magalhaes တို့အတွဲလိုမျိုးပေါ့နော်အဲ့လိုမျိုးဆိုရင်လည်းဒါအခုလက်ရှိပြောလို့ရတယ် Magalhaes ကအဝင်အဖြတ်သမားတစ်ဖက်ကကြောက် position နဲ့ timing ကိုစောင့်စောတယ်သမားအဲ့တော့ position နဲ့ timing နဲ့ပတ်သက်လာရင်တော့ဗျာဒါလက်ရှိကစားသမားတွေထဲမှာအကောင်းဆုံးဆိုရင်ဒါ Van Dijk လို့ပြောရမှာပေါ့ဒါပေမဲ့တမိုင်းတစ်လျှောက်ဆိုရင်တော့ Martini ကိုပဲကျွန်တော်တို့ညှောရမှာပဲ brother တို့အကောင်းဆုံး defender တွေဆိုရင်ရောဘယ်သူတွေကိုကောင်းနေမှာပေါ်လဲကျွန်တော်ပြောသွားတဲ့အပိုင်းနဲ့ပတ်သက်ပြီးတော့အပြန်အလှန်ဆွေးနွေးနေတာရှိရင်ကိုမမဝင်ရောက်ရေးသားပေးခဲ့လို့ရတယ်နောက်ထပ်ဗီဒီယိုနဲ့ပြန်လည်ဆုံတွေ့ပါမယ်